ငါတို့ကကင်းမီကောက်တကောင်ဟာသူနေတဲ့ကျုံကလေးတစ်ခုကနေမြေတစ်ဖက်ကမှရှိတဲ့နောက်ကျွန်းတစ်ခုစီကိုသွားခြင်းတယ်။ဒါပေမဲ့ကင်းမီကောက်ဟာရေမကူးတတ်လို့မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။မြေကမ်းဘေးမှာရှောက်သွားရင်ဒီမြစ်ကိုဘယ်လိုကူးရပါလို့အကြံထုတ်နေတော့အယုတ်တည်းရဲ့မြေကမ်းဆက်မှာစီနေတဲ့ဖားတကောင်ကိုတွေ့လိုက်လို့စကားသွားပြောတယ်။ကိုရွှေဖားရေကျွန်တော်ကိုခမရရဲ့ကြောပေါ်တင်ပြီးဟိုဘက်ကန်းကိုပို့ပေးပါလား။ကျေးဇူးမမေ့ပါဘူးဗျာ။ဟာဘယ်ဖြစ်မလဲ။မင်းကိုကြောပို့သွားရင်နဲ့ငါ့ကိုမင်းရဲ့အစိတ်ရှိတဲ့ဆွဲနဲ့ထိုးလိုက်ရင်ငါရင်းနေတည်သွားမှာပေါ့။ကိုရွှေဖားရဲ့ခမရကိုကျွန်တော်ဆွဲနဲ့ထိုးပါမလားဗျာ။ကျွန်တော်ကိုဟိုဘက်ကန်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလောက်ရပါမလားဗျာ။နောက်ပြီးခမရကိုဆွဲနဲ့ထိုးလိုက်လို့ခမရရင်းနေတည်ရင်ကျွန်တော်လည်းရင်းနေတည်မှာပဲလေ။ကျွန်တော်ရင်မကူးတတ်ဘူးဆိုတာခမရလည်းသိတာပဲဗျာ။ဖားကစဉ်းစားတယ်ကင်းမီကောက်ပြောတာလည်းဟုတ်သားပဲသူကိုယ်သူရင်းနေတည်ခံပြီးငါ့ကိုဆွဲနဲ့ထိုးစရာအကြောင်းမရှိဘူးလေအဲ့ဒီတော့ဖားလဲဟိုဘက်ကန်းကိုလိုက်ပို့မယ်လို့သဘောတူလိုက်တယ်ဒါနဲ့ဖားဟာကင်းမီကောက်ကိုကြောပေါ်တင်လို့ရေသီးတန်တဲ့မြစ်မှာသူ့ကိုယ်ကိုရေပေါ်ပေါ်အောင်ကြိုးစားပြီးမြစ်ကိုဖြတ်ပူးပါတော့တယ်မြစ်လေရောက်တော့ဖားဟာသူ့ကြောမှာစုခနဲ့တစ်ချက်ခံစားလိုက်ရတယ်နောက်ကိုသာလှည့်ကြည့်လိုက်တော့ကင်းမီကောက်ကအဆွဲကိုသူ့ရဲ့နောက်ကျောကနေဆွဲထုတ်နေတာတွေ့လိုက်ရတယ်ဖားလဲနာကျင်ဝေဒနာခံစားရင်ပြောလိုက်တယ်ဟာမင်းဘယ်လိုလုပ်လိုက်တာလဲမင်းမစောစောကပြောတယ်လေငါ့ကိုဆွဲနေမထိုးဘူးလို့ခုငါမှအစိတ်တက်နေပြီငါရင်နေပြီတည်ရင်မင်းလည်းရင်နေတင်မှာမကြောက်ဘူးလားလို့မေးလိုက်တယ်ကီမီကောက်ကဘာပြန်ပြောလဲဆိုတော့ခမရတည်ရင်ကျွန်တော်လည်းရင်နေတင်မှာသိပါတယ်ဒါပေမဲ့တခြားတက်တဝါတွေကိုတွေ့ရင်အဆွဲနဲ့ထိုးရတဲ့ကျွန်တော်ရဲ့ဗီဇာကိုဖျောက်မရလို့ပါဗျာနောက်ဆုံးတော့ဖားရောကီမီကောက်ရောနှစ်ကောင်စလုံးဟာမြည်ရတဲ့နင်းမြုပ်တည်ဆုံးသွားကြပါတော့တယ်ကလေးပုံရင်မဟုတ်ပါဘူးလူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့လူကြီးတွေကိုအသိပညာပေးတဲ့ပုံမြင်မှာတနာလို့ကူညီပေးမယ်လေအဲ့ဒီလိုဗီဇာမဖြောက်နိုင်တဲ့သူနဲ့တွေ့ရင်ကူညီတဲ့သူကဒုက္ခရောက်ရတယ်ဆိုတာကိုသတိပေးသင်ခန်းစာလေးပါယခုကြည့်နေတဲ့မိတ်ဆွေတို့လည်းဒီပုံမြင်လေးကနေအကျိုးကျေးဇူးတစ်စုံတစ်ရာရရှိခဲ့လို့ရှိရင်အသေးလေးပေးကွန်မန့်လေးရေးပြီးအပေါင်းလေးနေတော့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ